Hi, I'm Inoue. Hi, Daniel. Hi, I'm Ita. Welcome Welcome to to Conscious Conscious Psych. Psych. အခုဒီတစ်ပတ်မှာတို့တွေပြောကြမှာကတိုင်ပင်ထားတာကတော့astrology လေးရဲ့နည်းနည်းလေး intro လေးပေါ့နော်အားလုံးစိတ်ဝင်စားကြမယ်ထင်တဲ့ rising sign အကြောင်းလေးတွေပြောဖို့အတွက်ကိုရည်ရွယ်ထားတယ်rising sign ဆိုတာကဘာလဲပေါ့အဲ့ဒီကနေပြီးတော့စကြမှာပေါ့နော်ပုံမှန်ဆိုလို့ရှိရင် astrology မှာကပေါ့ဗာလဲ sun တို့ moon တို့ကတော့အခုဆိုရင်တော်တော်များများသိနေကြပြီပေါ့နော်sun ကကြတော့ကိုယ့်ရဲ့ identity နဲ့ပတ်သက်တဲ့အခုဆိုရင် Leo sun sign မှာရောက်နေရပေါ့နော် sun က Leo sign ကိုရောက်တဲ့အချိန်မှာအဲ့ဒါကို sun လို့ခေါ်တာပေါ့ moon ကကြတော့ပုံမှန်အပြင်ဆိုရင်တော့emotional နဲ့ပတ်သက်ပြီးသွားရင်သူဒီ2ရက်တစ်ခါပြောင်းတာဆိုတော့သူဒီ sign တွေကိုအများကြီးကိုသူအမြဲတမ်းသူက change နေတာပေါ့နော်2ရက်ခွဲတစ်ခါစိတ်လောက်ကို change နေတာ rising ကကြတော့ဘယ်လိုလဲဆိုတဲ့အခါကျတော့ကိုယ်တွေမွေးဖွားတဲ့အချိန်မှာသူဒီplanet ထဲမှာဒီအမြင့်ဆုံး degree လို့ပြောတယ်เนาะအမြင့်ဆုံး degree point တစ်ခုလေးပဲသူက planet တော့မဟုတ်ဘူးpoint လေးတစ်ခုအမြင့်ဆုံး point လေးရောက်နေတဲ့ဟာကိုဒါ rising အနေနဲ့သတ်မှတ်တယ်ပေါ့သူကကြတော့အချိန်အတိအကျသိမှပဲကိုယ့်ရဲ့ rising ကိုသိနိုင်တာမျိုးastrology ချက်တွေတကယ်လို့သွားပြီးတော့ download လုပ်တဲ့အချိန်မှာကိုယ့်ရဲ့ဒီမွေးအချိန်အတိအကျမရှိလို့ရှိရင် rising sign မပေါ်နေဘူး sun တို့ moon တို့တခြား planet တွေပဲပေါ်နေလိမ့်မယ်ပေါ့နော်ဒီမှာလေးတို့ rising sign လေးနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ပြော intro လေးပြပေးပါအောင်ရင်ပတ်တုံးယွန်းတို့ရဲ့tarot journey လေးကိုဘယ်လိုရောက်လာလဲဆိုတဲ့ဟာမျိုးပေါ့နော်ဒီ spiritual လမ်းကြောင်းပေါ့ဘယ်လိုရောက်လာလဲဆိုတာလေးကိုယွန်းတို့ကစပြောပြတယ်ပေါ့နော်ဒီပတ်လေးမှာတော့ယွန်းတို့၃ယောက်တိုင်ပင်ပြီးတော့ယွန်းတို့၃ယောက်လုံးစိတ်ဝင်စားပြီးတော့အခုချိန်ထိသင်ယူနေသေးဖြစ်တဲ့ astrology နဲ့ပတ်သက်ပြီးတော့ယွန်းတို့က sharing လုပ်မယ်လို့စဉ်းစားထားရပေါ့နော်အိမ်မှာမမ၃ယောက်လုံးကထပ်ပြီးဖတ်တိုင်ပင်လိုက်လဲဆိုတော့ astrology ကအရန်ကြည့်ပြတ်မှာရပေါ့နော်2ယောက်၃ယောက်လုံးကလည်းစာရန်ကြည့်နေတဲ့လူတွေလည်းမဟုတ်သေးဘူးဒါပေမဲ့ယွန်းတို့ဒီတလောက်မှတ်တလောက်လေးကိုအရင်ဆုံးသူများတွေပြောနေတဲ့ big 3ဆိုတဲ့နေရာမှာrising sign လို့လည်းခေါ်တယ် ascendant လို့လည်းခေါ်တဲ့ဟာလေးကိုစပြီးတော့ဒီနေ့မှာစပြီးတော့ယွန်းတို့ဒီတလောက်လေးဖတ်ထားလေးရဲ့နဲ့ကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ဒီကြောရဲ့ experience လေးလည်း sharing လုပ်ပေးပါအောင်ဟုတ်ကျော်ဒီဘက်မှာတော့ကျော်ရီပေါ့နော်astrology နဲ့ပတ်သက်တဲ့အကြောင်းအရာကိုဘာပြောရမလဲဆိုပြီးတော့တိုင်ပင်တဲ့အခါမှာ rising sign အကြောင်းကိုအဓိကစိတ်ဝင်စားကြရပေါ့နော်၃ယောက်တော့ rising sign အကြောင်းပြောမယ်ဆိုပြီးတော့ဖြစ်တယ်ဘာလို့လဲဆိုတော့တော်များများ astrology လို့ပြောလိုက်ရင်ဒါညီမလို့ဆိုလို့ရှိရင်ကိုယ့်ရဲ့မွေးစာတာပေါ့နော်နင်မြတ်ဘာယာဒီဘွာလဲဆိုပြီးတော့မေးလိုက်လို့ရှိရင်တော်များစမ်းကိုပဲသိကြတာလေဟုတ်တယ်မလားစမ်းကAries စမ်းက Taurus ဆိုပြီးတော့ပဲသိကြတာဒါပေမဲ့ကျွန်တော်တို့ rising sign ကိုကြာလူတော်များသိရနည်းတယ်တိတ်ပြီးတော့ထဲဝင် astrology ကိုလေ့လာရတဲ့လောက်ပဲသိကြတာပေါ့နော် rising sign ကတော့မိန်းတွေရှင်းပြတဲ့အတိုင်းပဲမွေးရဲ့အချိန်ပေါ်မှာမူတည်ပြီးတော့ဖြစ်လာတဲ့ကိုယ့်ရဲ့ဘယ်လိုပြောရမလဲ point လေးပေါ့နော်astrology မှာနေတဲ့ချက်မှာတော့ point လေးပဲဒါပေမဲ့သူအဲ့ထက်ပိုတယ်အဲ့တော့ rising sign ကိုကြောင်းပြောမယ်ဆိုလို့ရှိရင်ကြောအနေနဲ့ကကြတော့လေလူတယောက်ကိုဘသူဆိုတာကိုပြတာလို့ကိုကယူဆရပေါ့နော်စမ်းဆိုလို့ရှိရင်ကိုပဲကိုကသိတာစမ်းထားလိုက်ပါတော့ကြောဆိုလို့ရှိရင်Capricorn ဖြစ်မယ်ဆိုလို့ရှိရင်ဒါကငါဒီ Capricorn ယာဒီပါ Capricorn sign အရာငါဒီလိုမျိုးရှင်သန်နေဆိုရဲကိုယ့်ရဲ့ energy ပေါ့နော် inner ကထွက်လာတဲ့ကိုယ့်ရဲ့ force လိုမျိုးလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ bit 3 astrology ရဲ့ bit 3မှာဆိုလို့ရှိရင် moon ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စိတ်နေစိတ်ထားကိုပြတယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေဘယ်လိုမျိုးရှိရဲဆိုတော့ပြတယ်ဒါပေမဲ့ rising ကြတော့ကျွန်တော်တို့မထင်ထားလိုက်တဲ့အချိန်မျိုးမှာသူတွေကိုပြလိုက်တဲ့အပြင်ကပုံစံပေါ့နော်ကျတို့အပြင်ကပုံစံကျတို့ဘယ်လိုမျိုး behave လုပ်နေလဲဆိုတာစမ်းတဲ့ခါကျရင်သွားတူချင်မှတူတယ်တချို့ကြလည်းတူတဲ့လူတွေရှိတယ်စမ်းရော rising ရောတူတဲ့လူတွေရှိတယ်ဒါပေမဲ့ခုနလိုမျိုးမွေးချိန်မတူတဲ့အချိန်မှာဒီတရက်ထဲမွေးရင်တော့မှ rising sign ကကွဲနိုင်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာကျတော့ rising sign တွေအကြောင်းပေါ့နော်၃ယောက်တူပြောကြမယ်ပေါ့နော်အဲ့တော့ဒီ main တွေကနေပြီးတော့ rising sign မှာဘယ်လိုမျိုးအဓိကအကြောင်းအရာတွေကိုစပြီးတော့ပြောချင်လဲဟုတ်အဓိကကတော့ rising sign ရေမှာမဟုတ်ဘူးဆိုတော့ sign ကတော့12ခုရှိရပေါ့နော် basically 12ခုရှိတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ rising ဒီAries Taurus Gemini တခုချင်းစီကတော့ဖြစ်နေကြမှာပဲပေါ့နော်ဒါပေမဲ့တို့ဒီနေ့မှာကျတော့ဘယ်လိုလေးစီစဉ်ထားလဲဆိုတော့ element အလိုက်လေးပြောပြခြင်းတယ်ပေါ့နော်အားလုံးလည်းစိတ်ဝင်စားမယ်လို့ထင်တယ် element လေးတွေက element ကပုံမှန်ဆိုလို့ရှိရင်ဒီဆိုတဲ့ sign မှာ၄ခုရှိတယ်အရင်ဆုံးတော့ fire ကနေစတယ်ပေါ့နော်
နော်ဥပမာထားပါတော့ Aries ဆိုလို့ရှိရင်ဒါ fire ဖြစ်မယ်ပြီးရင် Taurus ဆိုလို့ရှိရင် earth sign ဖြစ်မယ်ပြီးတော့လို့ရှိရင် Gemini ဆိုရင် air sign ဖြစ်မယ်ပြီးရင် Cancer ဆိုလို့ရှိရင် water sign ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးဒီ sign လေးခုရှိတယ်element လေးခုရှိတယ်အဲ့ဒီ element တစ်ခုချင်းစီအတွက်ကိုအင်ဒရိုတွေဒီနေ့ရှင်းပြပေးသွားမယ်ပေါ့အဲ့ဒီမှာ element တစ်ခုချင်းစီအတွက်ဆိုတော့ episode ၄ခုလောက်တော့သွားလိမ့်မယ်ပေါ့နော်ဒီ episode လေးကနေပြီးတော့၄ခုလောက်သွားလိမ့်မယ်အဲ့ဒါဆိုရင်ဒီနေ့ကကျတော့ fire sign လေးတွေအကြောင်းပေါ့ fire element လေးတွေအကြောင်းအဲ့ဒီ fire element ထဲမှာတကယ်လို့တို့တွေရှင်းပြတဲ့အချိန်ကြလို့ရှိရင်ဒီ sign တစ်ခုချင်းစီရဲ့ modality characteristic လေးတွေအဲ့ဒါလေးတွေပါထည့်ပြောရမှာပေါ့နော်modality ဆိုတာကလည်းဒီ astrology မှာမဖြစ်မနေသိတဲ့နေရာလို့တော့ထင်တယ်ပေါ့နော်ဟုတ်လဲဆိုသူ့ရဲ့ဒီ characteristic တွေအကြောင်းမဟုတ်လို့ဒီ sign like ကကြတော့ပြောင်းလဲမှုလေးတွေရှိရဘယ်လိုကွာခြားလဲဆိုတာမျိုးလေးတွေရှိရပေါ့နော် modality ၃မျိုးကကြတော့ဘာလဲဆိုတဲ့အခါကျတော့ cardinal ရှိမယ် fix ရှိမယ်ပြီးရလို့ရှိရင်နောက်တစ်ခုကကြတော့ဘာလဲ mutable ရှိမယ်ပေါ့နော်၃ခုအဲ့၃ခုအကြောင်းကိုပါနည်းနည်းလေးထည့်ပြောသွားမယ်လို့စဉ်းစားထားတယ်ပေါ့နော်အဲ့ဒါတွေမပြောခင်မှာတို့၃ယောက်ရဲ့ rising လေးတွေနည်းနည်း share ပေးလိုက်ကြမယ်လေ rising နေအောင်မေးတို့၃ယောက်ထဲမှာတကယ်တော့ကျမကကြတော့ Taurus rising ဟိုဘက်က each ကလည်းပဲ Taurus rising ပဲညီမလေးယုံကကြတော့ Capricorn နော် Capricorn rising ဒီနေရာကြားရမှာနေရာကြားတယ်မှာအလားလေးနေရာကြားတယ်မှာမမေလှလှလေးလိုက်နေနေဘာလဲကောင်းမှာပေါ့နော် Capricorn စေတန်ကြီးပေါ့စေတန်ကြီးကနေပြီးတော့နေ3ယောက်လုံးကတော့အဆိုင်နေဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အခုညီမလေးရုံးကနေစပြီးတော့ Aries လေးတွေအကြောင်းတစ်ချက်ပြောပြပေးပါအောင်ရောဒီ rising sign ကြောင့်မနက်ကပြောမယ်လို့စဉ်းစားလိုက်တယ်မလားစဉ်းစားလိုက်တဲ့အချိန်မှာမအီးနွယ်စီကနေလက်ဆောင်ရတာစောင်းလေးရှိရပေါ့နော်ဆောက်လေးကိုအဲ့ဟာလေးကိုရော reference လုပ်ပြီးပြောမယ်လို့စဉ်းစားထားရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စားရမကြည့်နေရတယ်တယောက်နဲ့တယောက် astrology အရင်ကျက်ပြန်တော့အမြင်မတူတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ယုံတို့လက်ခံထားရဲ့ဟိုမှာယုံတို့လူတွေခုနကမင်းတွေပြောထားသလိုပဲလူတွေအားလုံးကဆန်းဆိုင်ကိုပဲတည်ကြယုံဆိုလဲညင်တော့ကိုအေးဆိုပြီးဖြစ်နေရပါတော့ဒါပေမဲ့တကယ်ခင်မှာယုံပါတည်လိုက်လဲဆိုတော့ယုံရဲ့အေးဆိုပြီးတည်နေရဲ့ယုံရဲ့ fire sign ကယုံရဲ့ခုနကပြောလိုက်တဲ့ cardinal အဲ့ခုနကပြောလိုက်တဲ့မှာယုံရဲ့ fire sign အနည်းဆုံးဖြစ်နေအောင်တည်လိုက်တယ်ပေါ့နော်ဒါတော့မှဟိုတလောကမှဒါကိုတတိထားမိတာပေါ့နော်လွန်ခဲ့တဲ့တစ်လနှစ်လမှအဲ့တော့rising နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်အစကနေပြန်ကြည့်လိုက်တယ်ဆိုရင် rising ကခုနက email လေးအကြောပြောသလိုမျိုးဆိုရင်ယုံကဘလို့ဒီစာအုပ်ထဲမှာ reference တွေဖတ်လိုက်တဲ့အချိန်မှာ तू ကဘလို့သတ်မှတ်လိုက်လဲဆိုတော့လူတယောက်ကတဲ့အမေဝင်ကနေပြီးထွက်လာတဲ့အခါမှာချက်ကြိုးဖြတ်ပြီးထွက်လာတဲ့အခါမှာကို human being လို့စတဲ့အရာကို तू က rising လို့အဲ့အချိန်မှာသတ်မှတ်တယ်ပေါ့အဲ့တော့ဆိုလိုရင်းက rising sign ဒီအချိန်နဲ့ second နဲ့မျှပြောင်းလဲနိုင်တယ်ပြောင်းလဲနိုင်တော့ကိုယ့်ရဲ့မွေးချိန်ကိုတိတိကျကျသိရင်ကိုယ့်ရဲ့ rising ကိုပို့ပြီးသိချရပေါ့နော်အဲ့တော့တချို့တွေကြတော့လည်းအချိန်ကြာသွားလို့ရှိရလေမြန်မာပြည်မှာမွေးချိန်မသိတော့ဘူးအဲ့လိုမျိုးဆိုရင်မှန်းတာပဲရှိရပေါ့နော်အဲ့တော့ဒီ big 3 sun moon rising ကိုပြောတဲ့အခါကျရင်ဒီ rising ကကိုဥပမာဒီကလေးလေးထွက်လာတဲ့အချိန်မှာချက်ကျိုးဖြတ်ပြီးထွက်လာတဲ့အချိန်မှာထားပါတော့လူမြတ်ရုပ်တရက်ဒီကလေးလေးကဝါရဲပိန်နဲ့ချစ်စရာလေးဆိုတဲ့သူများအမြင်နဲ့ first impression လိုမျိုးကို rising ကကိုယ်စားပြုတယ်ပေါ့နော်အဲ့အားစီအတိကပေါ့အဲ့တော့ဒီနေ့မှပြောမယ်ဟာဒီ fire နဲ့ပတ်သက်ပြီးတော့အညစ်ဆုံးစာပြောမယ်ပေါ့နော်အဲ့တော့ fire နဲ့ပတ်သက်ပြီးအညစ်ဆုံးစာပြောမယ်ဆိုရင် Aries ကိုအညစ်ဆုံးစာပြောမှာပေါ့နော် Aries ကပဲရာစတာဆိုတော့အဲ့တော့ Aries rising လေးပေါ့အဲ့တော့ဆိုလည်း Aries ကမြန်မာလို့ဆိုကြည်လိုက်ရင်တောင်စိတ်ပေါ့အဲ့မှာစဉ်းစားကြည့်တောင်စိတ်ကိုမှသူ rising လို့ပြောပြီးဆိုရင်သူဒီလုံးဝဟုံထောက်နေမယ်ဆိုတော့ active ဖြစ်နေရဲဆိုတဲ့ဟာမျိုးတွေရှိမယ်နောက်တစ်ခုကကြတော့သူကပဲအဲ့လို active ဖြစ်တယ်ဆိုတော့သူဒီ lead လုပ်ချင်တယ်ဆိုတော့အမျိုးရှိမယ်ပေါ့နော် Aries ရဲ့သဘောတရားကနောက်တစ်ခုကကြတော့ဥပမာကိုမှညီကိုမောင်နှမတွေရှိရင်လေကိုကပဲအကြီးလုပ်ချင်တယ်ဆိုတဲ့စိတ်မျိုးဖြစ်လာနိုင်တယ်ပေါ့နော်ဒါကတော့ယွန်းတည်ထားတဲ့ဟိုယွန်းဒါအကြမ်းမြင့်အနေနဲ့အလွယ်မှတ်လို့ရတဲ့ Aries နဲ့ပတ်သက်တဲ့ chat rising လေးပေါ့နော် rising sign ဆိုတာအပြင်ကနေမြင်ရတဲ့လူတွေမြင်ရတဲ့ပုံစံပေါ့နော်ကိုတကယ်ကိုလုတ်နေတာတကယ်ဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့လူတွေကကိုအဲ့လိုမျိုး तू ကအဲ့လိုလူလားဆိုပြီးတော့စပြီးတော့ထင်တဲ့အမြင်ပေါ့နော်ပြီးတော့ rising sign တွေမှာလေဟိုအခြား sign တွေလိုပဲသူမှာ ruler လည်းရှိသေးတယ်ကိုရဲ့ rising sign ကိုသိရဆိုလို့ရှိရင်ကိုရဲ့ chart ruler ကိုလည်းကိုကသိရအဲဆိုလို့ရှိရင်ဒီ chart တစ်ခုလုံးကိုကဘယ်လိုမျိုးပုံစံနဲ့ drive လုပ်နေရကားတစ်စီးလို့ပေါ့နော်ကားကိုဘယ်လိုပုံစံနဲ့မောင်းနေရဘာကားမောင်းနေလဲဆိုတာကိုသိရပါပေါ့နော်Aries rising ကကြတော့ဒါ zodiac
12 sign မှာ12ခုလုံးမှာသူကထိတ်ဆုံးခေါင်းနံပါတ်1လို့ပြောလို့ရတယ်ပေါ့နော်။ the fire လည်းဖြစ်တယ်နံပါတ်1ဆိုတော့တကယ်ကိုထိတ်ဆုံးမှာသူထိတ်ဆုံးမှာနေမှာသူကကြိုက်တဲ့ဟာမျိုးပေါ့နော်။ Aries rising အကြောင်းပြောလို့ရှိရင်တော်များကြော့တွေ့ပြီး Aries rising တွေကတိတ်ပြီးတော့စိတ်မြန်လက်မြန်ရှိကြတယ်။စိတ်သိပ်မရှိဘူး။စိတ်မြန်လက်မြန်ရှိရယ်ပြီးတော့ Aries ကကြတော့လေခေါင်းအပေါ်ပိုင်းခေါင်းဥခေါင်းပိုင်းကိုစားပြူတာဆိုတော့သူတို့တွေကဒီမေယိုးတွေပါမျက်နှာအနေထားနည်းနည်းသိရမလားဟိုလိုမျိုးမျက်နှာအနေနဲ့ဆိုအဲ့လို jaw line တွေပါတယ်ရှိရလို့ထင်တယ်သူတို့ပုံစံနည်းနည်း hate hand ရှိရပေါ့နော်Aries က fire sign လိုက်ဖြစ်တော့တခုဆိုသူကဥဆောင်မယ်ဆိုတဲ့ဟာမျိုး natural leader လိုမျိုးပေါ့နော်ဟိုတငယ်ချင်းတွေအုပ်စုထဲမှာဆိုရင်သူကဘယ်ကိုသွားမယ်ဘာလုပ်မယ်ဆိုတော့သူကဆုံးဖြတ်တဲ့သူမျိုးအဲ့လိုမျိုးမြင်ရတယ်ပြီးရင်တိတ်ပြီးတော့စိတ်မရှိတတ်ဘူးပေါ့နော်ပြီးတော့နည်းနည်းလေးခေါင်းမာမယ်လို့ထင်တယ်စိတ်မြန်လက်မြန်အလုပ်ဆိုလို့ရှိရင်လို့တခုဆိုမြင်မြန်လုပ်တတ်တယ်လမ်းတွေပါလေမြင်မြန်လျှောက်တတ်မယ်ထင်တယ်လမ်းလည်းမြင်မြန်လျှောက်တယ်အလုပ်လည်းမြင်လုပ်တယ်အစားလည်းမြင်မြန်စားတယ်သူတို့ကြည့်လိုက်အကုန်မြန်တယ် Aries rising ထဲမှာနာမည်ကြီးရဲ့ celebrity ဆိုလို့ရှိရင် Rihanna ရှိတယ် Rihanna ဆိုလို့ရှိရင် Aries rising ပေါ့နော်ပြီးတော့ Aries rising နေရာလေသူတို့ခန္ဓာကိုယ်ကနည်းနည်းအဲ့လို fire rising ဆိုတော့လေအားကစားသမားပုံစံလိုမျိုးပဲကြက်ကြက်ခိုင်ခိုင်အဲ့လိုရှိရပေါ့နော်ကျန်ခိုင်ရှိရယ်ပြီးတော့အားကစားလုပ်ရလဲသူတို့ကကြိုက်တယ်သူများကြီးလိုမျိုးလို့ဟိုယောဂတွေပါမဟုတ်ပဲနဲ့လို့ပြင်းပြင်းထန်ထန် workout တွေသိရမလား intense ဖြစ်တဲ့လေ့ကျင့်ခန်းတွေလုပ်ရကြိုက်တယ်အဲ့တော့သူတို့ခန္ဓာကိုယ်ကလို့လုံးဝလို့မျိုး athletic body လိုမျိုးရှိကြလို့ထင်တယ်ပေါ့နော် main တွေရောဘယ်လိုမျိုးထင်လဲ Aries rising နေရောဟုတ်rising Aries rising အကြောင်းတော့ဒီရှေ့ကနှစ်ယောက်ကတော့တော်တော်များများပြောသွားပြီပေါ့နော် characteristic လေးတွေသူ့ရဲ့ပုံပန်းသဏ္ဍာန်လေးတွေပြောသွားပြီဆိုတဲ့အခါကျအဲ့နော်ဘာလေးထပ်ပြောချင်လဲဆိုတော့စာပေမှာပြောသလိုဟိုဘာလို့သူတို့တွေအဲ့လောက်ထိ actively ဟိုစိတ်မြန်လက်မြန်ရှိကြတာလဲပေါ့နော်ဘာလို့လဲဆိုတဲ့အခါကျတော့ Aries sign သူဒီကဟို modality အနေနဲ့ကြည့်ရင် cardinal ထဲမှာပါတယ် cardinal ရဲ့သဘောတရားကကြတော့သူဒီ initiative ဖြစ်တယ် leadership skill ရှိတယ်ပေါ့နော် cardinal ရဲ့သဘောတဘာဝအရာဆိုတဲ့အခါကျတော့ Aries ဒီဟို zodiac sign ထဲမှာလည်းပဲသူဒီနံပါတ်1ပြီးလို့ရှိရင်ကိုရီအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဟိုຫນွေဦးရာသီလေနော်ဟိုကိုရီရဲ့ဒီရာဟိုနိုင်ငံအနေရဆိုရင်မြန်မာနိုင်ငံအနေရဆိုရင်တော့ຫນွေဦးရာသီမှာသူဒီစပြီးတော့မှဟိုစဖြစ်တယ်ပေါ့နော်စဖြစ်တယ်အဲ့လိုမျိုးဖြစ်တယ်မီ fire sign လည်းပို့ပြီးတော့မှတောက်တယ်နောက်တစ်ခါဟိုပေါ့ဗာလဲ cardinal လည်းဖြစ်တဲ့အခါကျတော့ initiative ကလည်းပဲအရန်ကောင်းတယ်ဒါကြောင့်မို့လို့တချို့တငယ်ချင်းတွေပါမိတ်ဆွေတွေရှိပြီဆိုလို့ချင်း Aries rising တွေကဟေးလာသွားကြမယ်ဆိုပြီးတော့သူ့နောက်ကိုဟို तू ကဘာမှပါဆွေးလုပ်เสียမလို့နေဘူးဒါပေမဲ့ तू ပြောလိုက်လို့ရှိရင်နောက်က follower တွေကလိုက်လာတာရှိရပေါ့နော်အဲ့လိုတကူလည်းပဲဟိုလက်ခံကြရတယ်ပေါ့လေသူ့ရဲ့ဒီ command လို့ပဲပြောရမှာပေါ့နော်ပြောမှဆိုလို့ရှိရင် leadership skill ပို့ပြီးတော့ကောင်းတယ်ပေါ့တခြား sign တွေတက်စားလို့ရှိရင်အဲ့လိုမျိုးလေးယူဆမိတယ်ပြီးတော့ Aries ရဲ့သူ့ရဲ့ဒီဟိုစိုးမိုးတဲ့ planet ပေါ့နော်သူ့စိုးမိုးတဲ့ planet ကကြပြန်တော့လဲ Mars ဖြစ်နေတာလေနော် Mars ဖြစ်နေတဲ့အခါကျတော့သူဒီ action ပိုင်းမှာအရင်မြန်တာဘာကြောင့်လဲဆိုတော့ Mars က action ရဲ့ planet ကိုဆိုတဲ့အခါကျတော့သူဒီ decision တစ်ခုလုပ်လိုက်ပြီဆိုတာနဲ့ချက်ချင်း action ယူတဲ့အထဲမှာပါတယ်တခြား fire sign တွေတက်စားလို့ရှိရင်သူဒီ action ကိုမြင်ယူတဲ့အထဲမှာပါတယ်ပေါ့နော်ဒါကြောင့်မို့သူ့ကိုကြည့်လိုက်လို့ရှိရင်စိတ်မြန်လက်မြန်ရှိရလို့ထင်ရတယ်ပေါ့အဲ့လိုမျိုးအမြင်လေးရှိရအဲ့တော့တခုခုတွေတို့တွေထားပါတော့ဥမာ Taurus rising နေနဲ့ကြည့်မယ်ဆိုလို့ချင်းပစ္စည်းတစ်ခုတောက်ဝတ်မယ်ဆိုရင် Aries rising လေးတွေကရွေးပြီးသွားပြီပေါ့နော်သူလိုချင်တာကိုသူတစ်ခါတည်းရွေးပြီးတော့ပဲတောက်ဝတ်လိုက်မှာTaurus rising လေးတွေကြတော့မဟုတ်ဘူးဟိုဟာလေးကြည့်ဒီဟာလေးကြည့်ဘယ်ဟာလေးလှလဲအဲ့လိုမျိုးလေးတွေနည်းနည်းပါးရွေးချယ်မယ်ပြီးသွားတော့မှဝယ်မယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်လူတွေရဲ့အမြင်မှာဆိုလို့ရှိရင်လည်းပဲဟာ Aries တွေကိုကြည့်လိုက်လို့ရှိရင်အော်သူကလုံနိုင်လိုက်တာဆိုတဲ့စိတ်မျိုးရှိရဲပေါ့နော်ပုံမှန်အားဖြင့်ပေါ့ Aries rising နေဆိုလို့ရှိရင် maybe တို့တွေအလုပ်နှစ်ခုသုံးခုတပြိုင်နက်တည်းမှာလုပ်နေလိုက်လုပ်နေတာအဲ့လိုမျိုးဟိုကိုရီလိုမျိုးကြည့်ရမှာတစ်ခုပြီးမှတစ်ခုဆိုပြီးတော့မဟုတ်ဘူးတို့တွေဒီ multitasking skill လည်းတော်တော်လေးကောင်းတယ်မှာပါတယ်လို့ထင်တယ်ဆိုတဲ့အခါကျတော့ဘယ်လောက်ဆိုလို့ရှိရင်တော့ Aries rising လေးတွေအကြောင်းတော်တော်လေးတော့ဆုံသွားပြီနဲ့တူတယ်။ဘာလေးတွေထပ်ပြည့်ချင်တာရှိသေးလဲ။နောက်တစ်ခုကလေကြော့ကြားဘူးရပါတော့။ Aries rising နေတော့များအခြားဒီအခြား zodiac sign 12ခုကျန်သေးရပါတော့။ဒီ zodiac 12ခုထဲမှာ Aries rising နေရတဲ့အခြားသူတွေထက်ဆိုင်အလုပ်တွေကိုလုပ်ချင်တဲ့အလုပ်တွေကိုမြန်ပြီးအောင်လုပ်နိုင်နေဆိုရဲအားသာချက်ရှိရလို့ကြားတယ်။ဘာလို့လဲဆိုတော့ तू က rising ကfirst house ကိုကိုစားပြုရပေါ့နော်ကျတော့ house တွေအိမ်နေမှာဆိုလို့ရှိရင် first house ကိုကိုစားပြုရ Aries ကလည်း first house မှာပဲရှိရလေအဲ့တော့ तू ကသူ့ရဲ့နေရာမှာ
first house မှာသူကပြန်ရောက်နေတာဆိုတော့ Aries rising ဖြစ်တယ်ဆိုလို့ရှိရင်အခြားအိမ်တွေအကုန်လုံးကသူ့နေရာနဲ့သူရှိနေတာအဲ့တော့ second house မှာဆိုရင် Taurus ရှိရမယ့်နေရာမှာ Taurus ပြန်ရှိရယ် Gemini ရှိရမယ့်နေရာမှာ Gemini ပြန်ရှိရယ်အဲ့တော့ Aries rising ဖြစ်လာပြီဆိုလို့ရှိရင်ကိုလှုပ်ချင်တဲ့အလုပ်တွေကိုအမြဲပေါ့နော်ဟိုရှေ့ကနေပြီးတော့ဟို initiate လုပ်ရတာပိုလွယ်လို့ပြောတယ်အလုပ်တစ်ခုကိုမြန်မြန်စရတာသူများတွေထက်ပိုမြန်တယ်ပြီးတော့ဟိုသူတို့က Aries ဆိုတဲ့အတိုင်း cardinal လည်းဖြစ်တော့ cardinal ထဲမှာဆိုလို့ရှိရင်သူတို့အတွက်အဲ့လိုမျိုးအရှိကိုဥဆောင်ရတာသူတို့အတွက်ပို့ပြီးတော့လွယ်ကူရပေါ့နော်ဒါပေမဲ့ Aries rising နေရာလို့အလုပ်တစ်ခုပြီးအောင်လုပ်ဖို့တော်နည်းနည်းလေးခက်ခဲလို့ကြားဘူးတယ်ဒါကတော့ဟုတ်လားမဟုတ်လားမသိဘူးနော်ကိုတင်ငယ်ချင်းက Aries rising ကိုမေးကြည့်ရမှာပေါ့ဒါပေမဲ့သူတို့ကအလုပ်တစ်ခုစရင်တော့လို့ entrepreneurship တွေလိုမျိုးသိရမလား business တွေစတာမျိုးသူများတွေအရင်စွန့်စားပြီးတော့ risk ယူပြီးတော့လုပ်တတ်ကြတယ်ဒါ Aries rising နေအားတာချက်ပေါ့နော်မယောဘာထပ်ပြီးတော့ဖြည့်စင်နေလဲ Aries rising နေနဲ့ပတ်သက်ပြီးတော့rising နေရဲ့အားတာချက်ကိုဖြည့်ပြီးနော်အားနည်းချက်ကိုဖြည့်အောင်အားနည်းချက်ဆိုရင်ခုနကပြောရဲအကြောပြောလို့စုံတီထွင်နေတော့မဟုတ်သူတို့ကတခုခုဆိုရင်အရင် initiate လုပ်ချင်တာဘာမှမဆိုတကြွတာလုပ်ချင်တယ်လုံလိုက်မယ်ဖြစ်လိုက်မယ်ဘာပဲဖြစ်ရတယ်ဟိုချိုးပါနေအောင်အရှင်ဆုံးပြောရဲသလားချိုးနှစ်ခုနဲ့ဆိုတော့ဆိုလိုရင်အဲ့ဒီ drive နဲ့တူ accident တွေကလည်း prone ဖြစ်မှာပေါ့နော်သူကအဓိကဟိုတခုခုဆိုစိတ်မြန်လက်မြန်ရှိရဖြစ်တဲ့အတွက်နှလုံးသားနဲ့စဉ်းစားရဲဆိုရရှိမှာမဟုတ်သူမှခေါင်းရွှိဆိုပြီးတော့ပဲဟိုတက်မလားခေါင်းထဲမှာဘယ်လိုပြောမလဲမူးကျပြတ်သွားလို့မျိုး drive ပဲလာမှာအဲ့လိုမျိုးဆိုတော့သူကလည်း prone to accident ဖြစ်နိုင်တယ်ပေါ့နော်ဆိုလိုရင်အဲ့လိုမျိုးဆို fire sign လည်းဖြစ်တာဖြစ်တဲ့အတွက်သူတို့အနေနဲ့ဆိုရင် fire sign တဲ့ပုံမှာfire နဲ့ injury လေးရတတ်တာနောက်တစ်ခုကကျတော့စိတ်မြန်လက်မြန်ရှိရဖြစ်တဲ့ဟိုနာတိုက်မိရတို့ဒီနာတိုက်မိရတို့တခါလေးကျရင်ချွန်တဲ့ပစ္စည်းတွေနဲ့ထိုးမိတာမျိုးတို့ဒီလို accident နဲ့ injury ရှိနိုင်တယ်နောက်တစ်ခုကကျတော့ဘယ်လိုတွေးမိလဲဆိုရင်သူတို့ကခေါင်းမဲ့အရန်သုံးနေရောဥပမာကျမ်းမာရေးနဲ့သက်ဆိုင်တာဆိုခေါင်းနဲ့ပတ်သက်တဲ့ဦးခေါင်းနဲ့အာယုံကြောနဲ့ပတ်သက်တဲ့ဟာမျိုးလေးမှာမျိုး weakness တော့ရနိုင်မယ်လို့ယူဆရပေါ့နော်အဲ့လိုမျိုးလေးတော့ထည့်ပြောချင်တယ်အဲ့ဆိုတော့ Aries rising အနေနဲ့ပတ်သက်ပြီးကျွန်တော်တို့တော်တော်ဆုံးဝိုင်းနေတယ်နော်နောက်ထပ် fire sign rising တစ်ခုကို main နဲ့စပြီးတော့ပြောလို့ရပါတယ်နောက်ထပ် rising sign ထဲမှာ fire ဆိုရင်ဘာရှိသေးလဲ Leo ပါကို Leo စီနေရောက်နေပါပြီဒီနော်အခုက Leo season ရောက်နေတာ Leo လေးတွေကလည်းနာမည်ကြီးရနော် fire sign ညာအကုန်လုံးနာမည်ကြီးရသူက main character Leo လေးတွေကလည်းနာမည်ကြီးတယ်နာမည်ကြီးတဲ့နေရာမှာဘယ်နေရာလေးတွေမှာလဲဆိုရင်ခလေးဆန်တဲ့နေရာလေးတွေပေါ့နော်သူတို့ရဲ့ ego ကြီးတာလေးတွေခလေးဆန်တာလေးတွေကနာမည်ကြီးတယ်ပေါ့အဲ့မှာဒါကျတော့ sun ပေါ့နော် sun ရဲ့ character တွေပေါ့အဲ့လိုမျိုးဆိုတဲ့အခါမှာအခုကကျတော့ rising တို့ပြမှာ rising Leo ပေါ့ rising Leo လို့ပြောလိုက်ရင်ကိုတွေက Leo rising တယောက်ကိုမြင်ပြီဆိုလို့ရှိရင်တခါတလေမှာနားလည်မှုလေးတွေလွဲတတ်ကြတယ်ပေါ့နော်နားလည်မှုလေးလွဲတတ်ကြတယ်သူတို့ကတော့သူတို့လုံနေကြိုင်နေတာပဲmaybe သူတို့ရဲ့စိတ်ကိုသူတို့ဖွင့်လှစ်ပြီးတော့ပြတာမျိုးတွေရှိလိမ့်မယ်စိတ်လက်ပေါ်ပါဆိုတာနဲ့သူတို့လှုပ်ချင်တာလေးတွေလှုပ်လိုက်တာပြုတ်လိုက်တာလေးတွေရှိလိမ့်မယ်ဒါပေမဲ့တစ်ဖက်လူကအမြင်မှာကျတော့ဟဲ့ तू ကဘယ်လိုလဲမသိဘူးပေါ့သိရမလားအရန်ကိုပဲခါလေးကြားလို့ရှိရင်လည်းဇုတ်ကနေစက်ကနေလှုပ်လိုက်တဲ့အရာလေးတွေလေအဲ့လိုမျိုးလေးတွေရှိတတ်တယ်ပေါ့နော်ခလေးဆန်ဆန်လေးနဲ့ပြုတ်လိုက်တဲ့အရာလေးတွေအဲ့ဒါလေးတွေအပေါ်မှာတော့နည်းနည်းဟိုတချို့တွေရဲ့အမြင်လေးတွေမှာနည်းနည်းလေးနားလည်မှုလွဲတတ်ကြမှန်းနဲ့တူတယ်ကိုနာမှာတကယ်လို့ Leo rising လေးတွေရှိရဆိုလို့ရှိရင်တတိထားကြည့်ပေါ့နော်ပြီးသွားရင်သူတို့တွေ creativity အားကောင်းတာအဓိကကြတော့လေ creativity အားကောင်းတဲ့အတွက်သူတို့ရဲ့တွင်ပြင်ကြည့်လိုက်လို့ရှိရင်နည်းနည်းလေးတမှုထူးခြားနေလိမ့်မယ်ခုနက Aries နဲ့မတူဘူးပေါ့နော် Aries ကကြတော့ဒီလိုမျိုး maybe ဟို Egypt လိုမျိုးမျက်နှာမေးကြောလေးတွေဗာလေးတွေအဲ့လိုမျိုးလေးတွေမြင်ရတာမျိုးဖြစ်နိုင်တယ်ရိုးစစ်တမ်းမာတာတွေဗာလေးဖြစ်နိုင်တယ် Leo လေးတွေကြတော့အဲ့လိုမဟုတ်ဘဲနဲ့လုံးဝဟိုလေလူတွေကြားထဲမှာထင်းကနေလင်းကနေသူဟိုမြင်မိတာအဲ့လိုပုံစံမျိုးအဲ့ဒါလေးတွေကကွဲပြားတဲ့အချက်လေးတွေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါကကျတော့ဟို rising လေးကိုကြည့်သိလိုက်တာနဲ့အဲ့လိုမျိုးဟိုပုံစံ appearance လေးတွေကနည်းနည်းလေးကွဲပြားသွားတယ်ပေါ့နော်ဒါလေးကတော့ initiative အရင်ပြောပြတာပါညလေယုံဒီ sign လေးနဲ့ပတ်သက်ပြီးတော့ဘယ် characteristic လေးတွေပြောချင်တယ်ရုံးတွေ့ကြည့်အောင် Leo တွေကLeo ကsun sign ကနေပြီး rule လောက်တာဆိုတော့ Leo တွေကအများဖြင့်ကြည့်လိုက်ရင်အမြင်အပြင် characteristic ကိုကအပြင်လူတယောက်အနေနဲ့ကြည့်လိုက်ရင်အမြင်ပျော်နေရဆိုတဲ့ feeling ရတယ်ပေါ့နော်အဲ့လိုပျော်နေဆိုတဲ့ feeling နောက်တစ်ခုကပြီးတော့သူတို့ကအဲ့လို money နဲ့ပတ်သက်ရင်ကံကောင်းနေဆိုတဲ့ဟာမျိုးအများဖြင့်တချို့ Leo တွေကကြည့်လိုက်ရင်
အခုဆိုလီယိုတွေမှာဆိုရင်ကြည့်လိုက်ဒီမြန်မာတရုတ်ဆောင်တွေမှာဆိုဖွဖွေးတို့ဝမုတ်ရွှေတို့ရှိမယ်ထင်တယ်သူတို့ဆိုရင်သူတို့ဆိုလီယို August born နေထင်တယ်လီယို season ပဲဖြစ်မယ်ထင်တယ်အဲ့ဆိုရင်သူတို့တွေကကြော့စမ်းတင်တယ်ဟုတ်လား rising တော့မသိဘူး စမ်းတင်တယ်သူတို့rising တော့စမ်းဖြစ်မယ်ထင်တယ်ဒါပေမဲ့စမ်းလီယိုတော့ဟုတ်လောက်တယ်ဟုတ်အဲ့လိုမျိုးဆိုတော့သူတို့တွေကဘယ်လိုပြောမလဲစမ်းလီယိုရဲ့ effect ကိုရထားတယ်လို့ပြောလို့ရမှာပေါ့တိကကောင်းကောင်းလေးဟိုအဲ့လိုမျိုး sun planet ရဲ့ effect ဟုတ်တယ်အဲ့လို sun planet ရဲ့ effect rising တော့မသိပေမဲ့ sun planet ရဲ့ effect ကိုတည်တည်ချာချာရထားရဲဆိုတဲ့ဟာမျိုးလေးရတယ်ပေါ့နော်သူတို့အဲ့လိုလှုပ်ချင်တဲ့ဟာကိုသူတို့ကအဲ့လိုပျော်ရွှင်ပြီးလုပ်နေတဲ့ဖြစ်တဲ့အတွက်တခြားသူကိုသူတို့ကမသိနေရမျိုးဖြစ်တတ်တယ်ပေါ့နော်ဒီကသူတို့လှုပ်ချင်တာအဲ့ဒါကတော့သူတို့ရဲ့ weak point ဖြစ်နေနိုင်တယ်ဘာလို့သူတို့ trap ပဲသူတို့ပျော်နေတဲ့ဟာလေးကိုသူတို့ express လုပ်ပြီးတော့အဲ့သူစိတ်ဖြစ်နေရပါတော့အဲ့တော့တခြားသူတွေအမြင်မှာကြတော့သူတို့ပျော်နေတဲ့ဟာတခြားသူတွေပျော်တာမျိုးဖြစ်ချင်မှာဖြစ်မယ်ပေါ့ဒါဆိုရင်ဟိုတတိထားမိရဲ့ Leo rising လေးရဲ့ sign ပေါ့နော်ဒီကြောဆိုရင်ရောဒီမှာ Leo rising နေရတော့လေဟို fire sign ထဲမှာဆိုလို့ရှိရင် fire sign နေရာမှာဆိုပိုပြီးအတောက်ပဆုံးဖြစ်မယ်လို့ထင်တယ်ပေါ့နော်အခြား sign နေရာလို့လူရှိထွက်ရမှာတိတ်ပြီးတော့ဟိုကိုသာမြင်မြင်ဆန်ဆန်လုံးလိုက်မှာအခြား fire sign နေရာဒါပေမဲ့လူရှိထွက်ရအောင်ကြိုက်ချင်မှကြိုက်မယ်အဲ့ Leo တွေကကြတော့သူ့ရဲ့ sign ဟို perform လုပ်တဲ့ performance လုပ်တဲ့ဟာမျိုးပေါ့နော်အဲ့တော့သူလူတွေရှိထွက်ရအောင်သူကသဘောကျတယ်လူတွေသူတို့သဘောကျတာမျိုးလူတွေကို perform လုပ်ရတာမျိုးသဘောကျရပေါ့နော်ပြီးသွားတဲ့ခါကျတော့ Leo rising တော်တော်များများကသူက sun ကလည်း rule လုပ်တယ်ဆိုတော့သူကလုံးဝအမြဲတမ်းသူတို့ show up လုပ်တယ်ပြီးတော့သူတို့ကအဲ့လိုပျော်ရွှင်အောင်သူ creativity လည်းအားကောင်းတယ်လို့ထင်တယ်ပြီးလူတွေတော်များ Leo rising တွေကိုမြင်လို့ရှိရင်ဟိုသူက celebrity လားဆိုပြီးတော့သိရမလားတခုခုသူကတခုခုထူးခြားနေရဆိုပြီးတော့လူတွေကအဲ့လိုထင်ကြတာမျိုးရှိမှာပေါ့နော်ပြီးရင် Leo rising နေရာကြတော့Leo ကဒီကျွန်တော် tarot မှာဆိုလို့ရှိရင်ဟို strength ကလေးပြီးတော့ lion ကိုလည်းကိုစားပြုရဲဒီချင်းသေးကိုလည်းကိုစားပြုရဲဆိုတော့ Leo rising တော်တော်များအဲ့လိုစပင်းနေပါသူတို့ဟိုစပင်းလှတာမျိုးစပင်းအုံထူတာမျိုးတွေလည်းရှိမယ်လို့ထင်တယ်ပေါ့နော်အဲ့အမျိုးရခုံးဝေးစပင်းနေအဲ့လိုထူတာမျိုးဖြစ်နိုင်တယ်ကလေးဆန်တာမျိုးရှိမယ်အဲ့ကလေးဆန်မိမဲ့လေသူက fix sign modality ရဲ့မှာဆိုရင် fix sign ဆိုတော့နည်းနည်းပြောရဆိုတာခက်တယ်သူတို့မှန်တယ်ထင်တဲ့ဟာကိုသူတို့ကနည်းနည်းလောက်တက်တယ်ပေါ့နော်ခေါင်းမတက်တယ်ဆိုတဲ့ဟာမျိုးရှိရယ်ပြီးတော့ cardinal နဲ့မတူအားကြ fix sign နေရကြတခုဆုံးဖြတ်ချက်ချပြီးရင်သူကဒီတိုင်းလောက်တာလေမပြောင်းလေအဲ့တော့အဲ့ Leo rising နေအဲ့အမျိုးနဲ့လည်းနာမည်ကြီးမှလို့ထင်တယ်ကိုလုံးမဲ့ဟာတခုလုံးဝရက်တည်ပြီးတော့ဒီ stand up လုပ်တဲ့ဟာမျိုးပေါ့နော် Leo rising နဲ့ပတ်သက်တာကြောအတိအလောက်ပဲ main တွေရောဘာထပ်ဖြစ်ပြီးတော့ပြောချင်သေးလဲ Leo တွေကိုကြည့်လိုက်လို့ရှိရင်ဟိုပေါ့သူတို့တွေကဟိုလူတွေကို perform လုပ်ရတာကြိုက်တယ်လေခြားသူတွေကို perform လုပ်ရတာကြိုက်တယ်သူတို့ဟို maybe ထူးခြားနေရဆိုတာအဝတ်အစားလည်းထူးခြားတာမျိုးဖြစ်နိုင်တယ် maybe ကွယ်ဟို cap လေးပေါ့အုတ်ထုပ်လေးတွေထူးခြားတဲ့အုတ်ထုပ်မျိုးလေးတွေစောင်းတာမျိုးသိရမှာလားအဲ့လိုမျိုးတွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘာတစ်ခုရှိလဲသူတို့ကလူတွေနဲ့နေရတာကြိုက်တယ်ပျော်ရွှင်အောင်နေကြကြတယ်ဒါပေမဲ့ decision making နဲ့ပတ်သက်ရင်တော့သူတို့ကတော်တော်လေးဟိုခေါင်းမာတဲ့လောက်တဲ့အထိဟိုပါနိုင်တယ်ပေါ့နော်တချို့ decision တွေပေါ့သူသတ်မှတ်ထားတဲ့အရာနဲ့ပတ်သက်တဲ့ဟာမျိုးဆိုလို့ရှိရင် boundary setting အောင်ကောင်းတဲ့ထဲမှာပါတယ်လို့မှတော့ထင်မိရပေါ့နော်ဘာလို့လဲဆိုတော့တချို့ကိစ္စရပ်တွေရှိရဆိုလို့ရှိရင်သူတို့အနေနဲ့ကကြတော့ဒါကဖြစ်တဲ့နဲ့ဒါကမဖြစ်တဲ့ဘူးဆိုတာမျိုးဟိုသူတို့လူတွေကိုတိတ်ပြီးတော့တခြားလူရဲ့အတွေးအမြင်သူတို့တိတ်ပြီး use ဆိုင်တာမဟုတ်ဘူးဘာလို့လဲဆိုတော့သူ့ရဲ့ ruler ကလည်း sun planet ဖြစ်တာလည်းပါတယ် fix sign ဖြစ်တာလည်းပါတယ်ပေါ့နော်ဆိုတဲ့အခါကျသူ decision အတိုင်းနဲ့ပဲသူကသွားမှာဥပမာထားပါတော့ကလေးလေးတွေဆိုလို့ရှိရင်သူတို့စားခြင်းစားလိုက်မယ်သွားခြင်းသွားလိုက်မယ်လေနော်ပြောခြင်းလည်းပြောလိုက်မယ်အဲ့ဒါကိုသွားပြီးတော့ဒါမလုံးနဲ့ဒါလုံးဆိုတာမျိုးသွားပြီးအမိန့်ပေးလို့ရှိရင်မရဘူးအဲ့ Leo rising လေးတွေကိုနာမှာရှိရဆိုလို့ရှိရင်သူတို့အရင်အမိန့်ပေးလို့မရဘူးသူတို့ကအမိန့်နာခံတဲ့ထဲမှာတော့ပါမှာမဟုတ်ဘူးသူတို့လှုပ်ရှင်တာရှိပြီဆိုလို့ရှိရင်သူတို့လှုပ်ရှင်တဲ့အကြောင်း express အရင်လုပ်ပြရမယ်ဒါပေမဲ့လှုပ်တဲ့နဲ့မလှုပ်တဲ့လူကြတော့ကိုယ်ကဘေးကနေပြီးတော့ထိန်းချောင်းပေးရမယ်ပေါ့နော်အဲ့လိုပုံစံလေးနဲ့သွားမှာပဲအဆင်ပြေမယ်ခလေးလေးကိုချော့ပြီးတော့ပြောသလိုမျိုးပေါ့လေသူတို့ကအချော့ကြိုက်တဲ့ထဲမှာပါတယ်နော်ပြောမယ်လားပြောတာသူတို့ချော့ပြီးပြောလို့ရှိရင်လည်းသူတို့ကတော်တော်များများကိုလိုက်ရောပြီးတော့လုပ်ပြီးတယ်အဲ့တော့တကယ်လို့ကိုယ့်ရဲ့အနည်းပတ်ဝန်းကျင်မှာ Leo rising လေးတွေတငယ်ချင်းတွေရှိတယ်ကိုယ့်ရဲ့ပတ်နာကLeo rising ဖြစ်တယ်ဆိုလို့ရှိရင်သူပါလေးတွေကြိုက်တက်လဲသူ့ရဲ့ look လေးရောဘယ်လိုရှိလဲပေါ့နော်ဒီမှာလည်းပဲcomment လေးတွေလည်းပေးဖို့လဲ request လုပ်ပေးရစီပေါ့နော်ကိုရီးရဲ့ YouTube channel လေးကိုခုနကပြောလိုက်တယ်မှာ Leo ကကလေးဆန်နေလို့ပြောလိုက်တယ်လေကလေးဆန်နေလို့ပြောလိုက်တဲ့အချိန်မှာ Leo rising လေးရအဲ့တော့သူတို့က
ကလေးစံတာနဲ့တူတော့ကလေးတွေအတွက်ဆိုရင်တခြားသူတွေထက်ပိုပြီးတော့ sport တစ်ခုရှိရပါတော့ကလေးတွေကိုတခြားသူတွေထက်ပိုချစ်တာမျိုးအဲ့လိုကကလေးတွေအတွက်ဆိုဘဲဟာမဆိုဖြည့်ပြီးပြချင်တာမျိုးဒါမျိုးလေးရ Leo Rising မှာရှိရပေါ့နောက်တစ်ခုကကျတော့သူတို့ကအမြဲတမ်းperform လုပ်တာကြိုက်တယ် perform လုပ်တာကြိုက်တာနဲ့တူသူတို့လိုမျိုးသူများကိုလည်း perform လုပ်စေချင်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့ဆိုရင်ဒါသူတို့ရဲ့ဟို negative side ဘက်ကိုသွားရလို့ပြောလို့ရတယ်ပေါ့အဲ့လိုမျိုးနဲ့ perform လုပ်နေနေသူကငကိုတွေကကန်ကောင်းထားပြီးတာအဲ့ဒါအောင်မှထပ်ပြီးတော့ဆိုလိုရင်းကတော့ကောင်းထားပြီးတာအရင်ထပ်ပြီးလောဘမကြည့်နဲ့ပေါ့နော်ကိုရန်လောဘကြည့်ရင်တော့သူတို့ကဟိုနောက်ကဟိုလက်ကတခြားအဲ့လိုကိုရမယ်ကန်ကောင်းမှုကတခြားဟာကနေထပ်မလိုက်လာနိုင်တဲ့ဟာမျိုးရှိနိုင်တယ်ပေါ့နော်သူတို့ကဘာလို့ဆိုတော့သူ့မှာ Leo Rising မှာ luck and money ဆိုတဲ့ဟာမျိုးကငကိုတွေကရှိထားပြီးသားကိုကကြော်ကြားမှုနောက်ကိုမလိုက်လေသူကကိုစီကိုလှလေဖြစ်မှာဒါဆိုကို့မှာငကိုတွေကရှိပြီးသားကိုလိုက်လေသူကပြေးလေဖြစ်နိုင်တယ်ဒါကတော့ဟို Leo Rising လေးအနေနဲ့တတိထားရမယ်အချက်လို့ယူဆတယ်ကြော် Leo Rising လေးကိုဖပြောချင်သေးတယ်မတို့ပြောရတဲ့တော်တော်ဆုံးပါပါတယ် Leo Rising celebrity ကိုကျွန်တော်ခုနကြည့်နေတာ Marilyn Monroe ပါတယ်Marilyn Monroe က Leo Rising နဲ့ Leo Rising တော်တော်များများကိုကြည့်ရင်လေသူတို့က performer တွေများတယ်ဒီလားအနုပညာရှင်တွေများတယ် creative လုပ်တဲ့သူတွေအနုပညာရှင်တွေ artist တွေအဲ့လိုမျိုးတွေများတယ်သူတို့ spotlight ကိုလည်းကြိုက်တယ်ပြီးတော့သူတို့ကိုယ်တိုင် creation လုပ်ရတာကြိုက်တယ်ဆိုတော့လေအဲ့လိုမျိုးအနုပညာရှင်နဲ့သူတို့ကကြိုက်တယ်ပေါ့နော်အနုပညာရှင်လုပ်ဖို့ကြိုက်တယ် actor ပြီးလို့ရှိရင် model ပြီးတော့အဲ့ခုန performer တွေနဲ့သဘောကျတယ်ပြီးတော့သူတို့ကတာလည်းသူတို့ကြိုက်မယ်လို့ထင်တယ်အဲ့လိုကတာခုံတာလေLeo က White House ကိုလူလောက်တာလေအဲ့တော့အဲ့ house ကတော့ social activity များတယ်ပြီးတော့အဲ့လိုကတာခုံတာ dancing like expressing emotion တွေကို express လုပ်ရဆိုတော့လေအဲ့လိုကတာခုံတာရဲ့အမှုပညာနဲ့ပတ်သက်တာမျိုးသဘောကျမှလို့ထင်တယ်ကိုက Leo Rising ဖြစ်ပြီးတော့လူရှိမထွက်ချင်ဘူးဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့နော်ထွက်တဲ့တလောက်တော့ထွက်ရလိမ့်မယ်ပေါ့နော်အဲ့ဒါလေးကိုအားပေးချင်လို့ပါ encourage လုပ်ဖို့အတွက်ကိုမေ့နေလို့ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ budget မှာက Leo Rising ကပါနေပြီဖြစ်တဲ့အတွက် maybe တချို့ပေါ့နော်လုပ်ငန်းခွင်ရောက်လာတဲ့အခါမျိုးမှာကိုနေရာပေးလာတာမျိုးအခွင့်အလမ်းရလာတာမျိုးဘာလို့လဲဆိုတော့သူ့မှာလက်ကရှိပြီးသားရောလက်ကရှိပြီးသားဖြစ်တဲ့အခါကျတော့ခွင့်လန်းဆိုတာရလာမှာပဲပေါ့နော်လူရှိသူရှိကိုထွက်ရမှာပဲအဲ့လိုမျိုးထွက်ရတဲ့အခြေအနေမျိုးမှာမထွက်ပါဘူးဆိုပြီးတော့အနောက်ကိုနေလို့မရဘူးပေါ့နော်အဲ့ဒါလေးကိုလည်း Leo Rising လေးကိုပြောချင်တာတကယ်လို့များကိုက Leo Rising ဖြစ်နေတယ်ဆိုရင်ရှေ့ထွက်ဖို့မကြောက်နဲ့လူကြားထဲထွက်ဖို့မကြောက်နဲ့လူတွေကဟိုပေါ့လက်ခံတဲ့သူကလက်မခံတဲ့သူကတော့ရှိတာတော့ရှိမှာပဲဒါပေမဲ့ကိုကစစ်မှန်တဲ့ performance ပေးတယ်ဆိုလို့ရှိရင်လူတွေကလည်းလက်ခံမှာပါပေါ့နော်အဲ့ဒါလေးကိုလည်းတစ်ချက်အားပေးရင်းနဲ့နေကုန်းချုပ်ပါတယ် Leo လေးတွေအတွက်ကို fighting မှာခုကကြတော့ fire sign the last one ပေါ့နော် the last one က Sagittarius အဲ့တော့ဒီတစ်ခေါက်တော့ယွန်းကနေပြီးတော့စလိုက်ပါ Sagittarius လေးကိုဂျွန်တည့်ရဆက်ကြီးဆိုရင်သူက freedom ကိုအရင်ကြိုက်ကြရမှာ Sagittarius တွေတော့များများ freedom ကိုအရင်သဘောကျတယ်freedom and independence ကိုအရင်ဦးစားပေးတယ်လို့ယူဆရပေါ့နော်သူတို့ကို rule လုပ်ထားတာ Jupiter ဖြစ်တာကို Jupiter ကလည်းထုံးစံအတိုင်းပဲဟိုဘယ်လိုပြောမလဲ good fortune တို့ happiness တို့ generosity တို့ပေးရဖြစ်တဲ့အတွက်ဒီဒီ Sagittarius တွေဆိုရင်သူတို့ကကြည့်လိုက်ရင်သူတို့တွေကလို့social ကောင်းနေဆိုတဲ့ဟာမျိုးရတယ်ဥပမာfire sign ကိုကြည့်လိုက်တဲ့အချိန်မှာသူ fire sign drive ဖြစ်တယ်ဆိုတဲ့ဟာမျိုးဖြစ်နေတယ်ဒီမှာ Leo ဆိုကလေးဆန်နေဒါပေမဲ့ Sag ကြီးမှာကျတော့ဒီလူနဲ့စကားပြောတာ social ကောင်းနေလို့ခံစားရတယ်ဆိုတဲ့ဟာမျိုးပေါ့နော် friendly ဖြစ်တယ်ကိုယ်စကားတွေကိုနားထောင်ပေးတယ်အဲ့လိုမျိုးလေး vibe ရတယ်ကျွန်မကတော့အဲ့ Sag ကြီးနဲ့ပတ်သက်တဲ့ဟာဆိုတော့ဒါပေမဲ့သူတို့ကသူတို့ကိုချုပ်ချယ်အောင်လုံးဝမကြိုက်ဘူး Sagittarius စီအားလေးအမြင်နဲ့ဟိုဘာလို့သူတို့ရဲ့ sign ကိုကြည့်လိုက်ရင်လည်းလို့မြားလေးနဲ့မှတ်တာအဲ့လိုမျိုးတော့ဆိုလိုရင်သူကပဲသူများစီကိုသွားတဲ့ဟာမျိုးပဲဖြစ်ဖြစ်မှာသူ့ကိုတော့လာပြီးတော့မချုပ်နဲ့ဆိုတဲ့ဟာမျိုးညောင်းအဲ့လိုမျိုးမြင်ကြောဘလို့မျိုးမြင်ခုလှည့်ကြရ Sagittarius rising ပါနော် Sagittarius rising ဆိုရင်ကြွဒီသူ့ရဲ့ ruler က planet က Jupiter လေ Sagittarius ကို rule လုပ်တဲ့ planet က Jupiter အဲ့တော့ဒီ Jupiter က rule လုပ်တဲ့ sign ဆိုတော့လေခုနလို expansion တွေလုပ်ရတာအရန်လွယ်သူတို့ကအဲ့လိုတစ်ခုခုဆိုလို့ရှိရင်ဟိုစွန့်စားပြီးတော့ရေဆုံးမြေဆုံးလိုက်တတ်ကြရပေါ့နော်သူတို့လေးလာတယ်သူတို့သိချင်တဲ့အရာတွေဆိုလို့ရှိရင်အကုန်လုံးဟိုဘာပဲဖြစ် challenge တွေကိုမကြောက်ကြဘူးလို့ထင်တယ်ဘာလို့ဆိုတော့ Jupiter ရဲ့ sign ဆိုတော့လေ
Jupiter ဘာပဲလုပ်လို့သူ expansion ကိုလုပ်တာ哦အဲ့တော့ဟိုလူတွေနဲ့ဆက်ဆံလို့ရှင်လဲသူကလူ social ဖြစ်တာမျိုးပြီးတော့အလုပ်လုပ်လို့ရှင်လဲသူများတွေထပ်ပို့ပြီးတော့အတွေးခေါ်ကောင်းတာမျိုးတွေ Sagittarius rising တွေကရှိရလို့ကြောမြင်တယ်ပေါ့နော်ပြီးတော့ Sagittarius rising ကပညာရေးနဲ့ပတ်သက်ရင်လဲသူတို့ဒီလေ့လာတာစူးစမ်းလေ့လာတာဝါနာပါတဲ့လူတွေဖြစ်မယ်ပြီးတော့ခရီးသွားတာလဲဝါနာပါမယ်လို့ထင်တယ် Sagittarius rising တော့အများခရီးသွားတာနဲ့လိုက်တယ်ပေါ့နော်ဥပမာ travel blogger တို့YouTube blogger တို့ပါဦးနေဆိုသူတို့နဲ့တော်လိုက်တယ်ပြီးတော့ခုန fire sign ဖြစ်တဲ့အတွက်ကြောင့်မလို့အားကစားပေါ့နော် Aries လိုမျိုးပဲသူကလည်းအဲ့လိုဒီခန္ဓာကိုယ်ကအဲ့လိုဒီအားကစားလိုမျိုးကြန့်ခိုင်တဲ့ strong ဖြစ်တဲ့ body ရှိရပြီးတော့ Sagittarius ကလေပို့သူ့ရဲ့ body part ကပေါင်လားမသိဘူးလေခြေတလုံးတို့ပေါင်လို့ rule လောက်တာလေအဲ့တော့ Sagittarius တော်များအဲ့လိုလေခြေတန်းရှည်လက်တန်းရှည်ပြီးလို့ရှိရင်ပေါင်တန်းလှရလို့ကြားဘူးလေဟုတ်လားမသိဘူးကိုတငယ်ချင်းနေ Sagittarius rising နေပါချက်လို့ကြည့်ပေါ့နော်နင်းနေပေါင်တန်းလေးလှလာဆိုပြီးကြည့်အောင်ပြီးတော့သူကပေါင်တန်းတုတ်တာမျိုးဖြစ်နိုင်တယ်ခြေောက်တွေပေါင်နေနဲ့တုတ်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဟိုတယောက်ကိုသိရမလားမကြည့်နဲ့လို့ရှင်ခြေောက်သုံးလိုက်လို့ရဟိုကဒီလွယ်သွားမှာရှောင်းနဲ့ကန်လိုက်ပြီးတော့Sagittarius rising တော့များအရန်ပွင့်လင်းမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ပွင့်လင်းနဲ့စကားပြောရင်လည်းပွင့်လင်းမယ်လောက်ကင်ဟွာဖြစ်လို့ရှင်လည်းပွင့်လင်းမယ်ပြီးတော့သူကပျော်နေတတ်တဲ့လူတွေမျိုးပေါ့ပေါ့ပပနဲ့သူတို့ကြည်လိုက်သိပြီးတော့ဟို serious မရှိဘူးလို့ထင်ရတဲ့ခါကြလို့ရှင်လေဒါ Sagittarius rising ကိုကြည့်လို့ရှင်ပေါ့နော်နောက်တစ်ခုကအဲ့လိုသူတို့ရဲ့ life ကိုသူတို့ကအဲ့လိုပေါ့ပပနဲ့ဟို live ဖြစ်အောင်သွားရပေါ့နော်အမြဲတမ်းလေလူတွေနဲ့လည်းဆက်ဆံနဲ့ live ဖြစ်တယ်ကျောင်းမှာ Sagittarius rising တငယ်ချင်းတွေရှိတယ်အဲ့တော့အဲ့ Sagittarius အကြောင်းနည်းနည်းလေးပိုသိနေစကားပြောရင်လည်းအဲ့လိုအရန်ဟိုပြောနိုင်တယ်သူတို့လူတွေနဲ့ live ပြီးတော့အဲ့လိုဟိုပြောချင်တဲ့ topic ပေါ် live ပြီးတော့သူတို့အဲ့အတွေးခေါ် live ပြီးတော့သူတို့ adjust လုပ်နိုင်တယ်ပေါ့နော်အဲ့ဒါသူတို့ရဲ့အားသာချက်လို့မြင်မိတယ်။မိန်းတွေရော Sagittarius rising နဲ့ပတ်သက်ပြီးတော့ဘာတွေထပ်ပြီးတော့ဖြည့်ချင်သေးလဲ။ဘာတွေထပ်ဖြစ်ရမလဲဆိုတော့ဟိုပြောသွားတာလေးတော်တော်စုံနေပြီပေါ့နော်အဲ့မှာမှဘာဖြစ်လို့မြန်သူတို့ဒီပွင့်လင်းလင်းရှိကြတယ်သူတို့ကိုကြည့်လိုက်လို့ရှိရင် communication အကောင်းတယ်ဘာလို့လဲဆိုတော့တစ်ဖက်မှာဟို cardinal ကနေပြန်ကြည့်လို့ရှိရင်သူတို့က mutable sign တွေဖြစ်နေတာပေါ့နော် mutable sign တွေဖြစ်တဲ့အခါကျတော့mutable sign တွေဖြစ်တဲ့အခါကျတော့ဟိုဘက်ဒီဘက်သူတို့ကလေဟို flexible ဖြစ်တယ်ပေါ့သိရမလားဟိုဘက်လည်းမှန်တယ်ဒီဘက်လည်းမှန်တယ်သူတို့သွားပြီးတော့ဟိုတငယ်ချင်းတွေကြားထဲမှာဆိုလို့ရှိရင် social ကောင်းတာကဒါကြောင့်မို့လို့လဲတစ်ချက်ပါဝင်တာမျိုးဖြစ်လိမ့်မယ်ပေါ့နော်အရန်ဟိုလိုမျိုး Leo တွေလိုမျိုး face မဖြစ်နေဘူးလေသိရမလားသူတို့ကဟိုလူနဲ့ဆိုလဲဟိုအဆင်ပြေတယ်ဖျားသွားတဲ့တငယ်ချင်းလည်းရှိမယ်သူတို့မှာခရီးသွားတဲ့တငယ်ချင်းလည်းရှိမယ်ရုပ်ရှင်ကြည့်တဲ့တငယ်ချင်းလည်းရှိမယ်သူတို့မှာအဲ့လိုနေပယ်လိုက်လေးတွေပေါ့နော်တငယ်ချင်းလေးတွေကိုမိတ်ဆွေလေးတွေထားတတ်ကြတယ်အဲ့ဒါတွေကတစ်ခုပေါ့နောက်တစ်ခုကကျတော့သူတို့ကြည့်လိုက်ရင်ဟုတ်တယ် live ဖြစ်တယ်ပေါ့ပါတယ်ပေါ့နော်ပေါ့ပါတယ်လို့ထင်ရတယ်ပေါ့ဒါကိုယ်တွေမြင်လိုက်လို့ရှိရင်အဲ့လိုပဲဒါပေမဲ့တခုပေါ့နော်ဟို remind လုပ်ချင်တာကြတော့ဥပမာထားပါတော့ partner relationship နဲ့ပတ်သက်တာ marriage life နဲ့ပတ်သက်တာဆိုရင်ဘယ်လိုလုပ်ကြမလဲပေါ့ဒီမှာအဲ့နေရာမှာကြားလို့ရှိရင်အရင်ဟိုတစ်ဖက်ကလူကဟိုပေါ့နော် Sagittarius rising တစ်ဖက်ကကြတော့အရန်ကိုပဲ fix ဖြစ်တဲ့ဥပမာထားပါတော့ Taurus လိုမျိုး rising နဲ့တွေ့တဲ့အခါမျိုးဆိုရင်ဒါအဆင်မပြေတော့သိရမလားသူတို့နှစ်ယောက်တော်တော်လေးညှိရမယ့်ကိစ္စလေးတွေပေါ်လာပြီပေါ့နော်တစ်ဖက်ကအရန်ပေါ့ပပနဲ့ဟာဟိုသွားမယ်ဒီသွားမယ်ဆိုပြီးတစ်ဖက်ကကြတော့မဟုတ်ဘူးဒီမှာပဲနေမယ်မရွှေ့ချင်ဘူးမပြောင်းချင်ဘူးဆိုတာမျိုးလေးတွေဖြစ်တတ်တာပေါ့နော်အဲ့လိုမျိုးလေးတွေမြန်ရှိတယ်ဆိုလို့ရှိရင်လည်းနည်းနည်းဟိုတေချာလေး negotiate လုပ်ဖို့လိုမယ် discuss လုပ်ဖို့လိုမယ်ဒါကြောင့်မို့လို့အခုလိုမျိုးဒီ astrology ကနေပြီးတော့ဒီလိုအကြောင်းအရာလေးတွေကိုလည်းမျှဝေချင်တာပေါ့နော်ဒါကြောင့်မို့လို့လည်း astrology စိတ်ဝင်စားဖို့ကောင်းနေတာကိုကရလာတဲ့ကိုယ့်ရဲ့ relationship မှာဒီဟာလေးတွေကိုပြန်ပြီးတော့အသုံးချလို့ရတယ်ပေါ့နော်ဘယ်တထောင်တနေရာကနေပြီးတော့ဘယ်လိုမျိုးလေးတွေသုံးချမလဲကိုဖြစ်နေတဲ့ဟာကဖြစ်တည်မှုကဘယ်လိုလဲသူ့ရဲ့ဖြစ်တည်မှုကဘယ်လိုလဲအဲ့ပေါ်မှာမူတည်ပြီးတော့မှတယောက်နဲ့တယောက်ပို့ပြီးတော့မှဟို flexible ပို့ဖြစ်နိုင်တာပေါ့ compromise ဘယ်လိုလုပ်ရမလဲဆိုတာလေးပြေပေါ်လာတာပေါ့နော်အဲ့ဒါလေးသတိထားမိလို့ပါဘာလို့လဲဆိုတော့သူတို့ရဲ့ဒီ marriage life မှာဆိုရင်သူတို့တော့ကအရင် marriage life ကအရေးမကြီးဘူး single အနေနဲ့ပဲတစ်သက်လုံးနေသွားခြင်းတဲ့သူတွေလည်းပဲဖြစ်ကောင်းဖြစ်နိုင်တယ်ဘာလို့လဲဆိုသူတို့က free and easy ကိုအရင်သဘောကျရတယ်နော်ခရီးသွားရတာပြောတယ်ဘယ်နေရာဖြစ်ဖြစ်သူတို့တော့က flexible ဖြစ်တယ်ပြီးရင် work from home တွေသူတို့ကြိုက်လိမ့်မယ်သူတို့ကိုသွားပြီးတော့သိရမလားအစိုးရဝန်ထမ်းလုပ်တာမျိုးတို့ဟိုလိုမျိုးဟို9 to 5အလုပ်ကိုလုပ်တာမျိုးလို့ဆိုရင်သူတို့ကြိုက်ချင်မှကြိုက်မှာတိတ်အဆင်မပြေလောက်ဘူး comfortable မဖြစ်လောက်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေရှိတယ်
အဲ့ဒီခါမျိုးမှာသူတို့အနေနဲ့ဟိုပေါ့ဟို migration လုပ်ဖို့အတွက်ဆိုရင်သူတို့က challenge ကိုကြောက်မှာမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့ partner ကမြန်တကယ်လို့ Sagittarius rising ဖြစ်နေတယ်ဆိုရင်သူသွားတယ်လို့ကိုကသွားနိုင်မလားပေါ့သိရမလားအဲ့လိုဟာလေးတွေလိုလာတာပေါ့နော်သူတို့မှာ energetically လဲ body အပြင်လည်းပဲ strong ဖြစ်လိမ့်မယ်mental အပြင်လည်းပဲသူတို့ဒီဟိုဟာဖြစ်တယ်ပေါ့နော်ဟိုစိတ်သက်ခိုင်မာမှုရှိရပေါ့ fire sign တွေဖြစ်တဲ့အခါကျတော့လေအဲ့တော့ decision ကချပြီဆိုရင်မြန်မြန်ဆန်ဆန်ချတတ်ကြမယ်မြန်မြန်ဆန်ဆန်ချပြီးသွားလို့ရှိရင်သူတို့သွားမယ်ဆိုလို့ရှိရင်သူတို့ကရအောင်သွားလို့သွားကြလိမ့်မယ်ဘာလို့လဲဆိုတော့သူ့ရဲ့astrology မှာဆိုရင် Sagittarius ရဲ့ house ကကြတော့ house 9ဖြစ်နေတာဟို house 9ဖြစ်နေတဲ့အခါကျတော့သူဒီ education နဲ့ပတ်သက်တာတွေအဲ့လိုမျိုးနိုင်ငံခြားခရီးထွက်တာမျိုးတွေခရီးနိုင်ငံခြားမှမဟုတ်ဘူးပေါ့နော်ခရီးထွက်တာမျိုးတွေသူတို့က adventure ကိုအရင်ကြိုက်ကြတာဟိုအဲ့ဒါလေးတွေတော့နည်းနည်းသတိထားစရာရှိရဲ့ပေါ့နော်ဟုတ်ညောင်လေရုံရောဘာထပ်ဖြစ်ချင်တာရှိသေးလဲ ဆက်ကြီးကအဲ့လိုရောကနာမီကတော့ဆက်ကြီး rising နေသူတို့ကိုယ်တိုင်လည်း freedom ကိုသဘောကျဖြစ်တဲ့အတွက်သူတို့ကသူများကိုလည်း freedom အရင်ပေးခြင်းတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့နောက်တစ်ခုကကျတော့သူကခုနကပြောတယ်လူအများအတွက်သူဒီ house 9မှာရှိနေရဖြစ်တဲ့အတွက်လူအများအတွက်အလုံးလုံးရတာကိုလည်းသဘောကျရလို့ဖြစ်နိုင်မယ်အဲ့တော့သူတို့တွေဒီဆိုလိုရင်းကအများအတွက်ကောင်းကျိုးလုပ်နေရဥပမာဆရာဝန်ဆိုလည်းလူများအတွက်လုပ်တဲ့ဟာမျိုးဖြစ်မှာပေါ့နောက်တစ်ခုကကျတော့အများကျိုးအတွက်လုပ်နေတဲ့အပြင်မှာကုပေးနေတဲ့သူအဲ့လိုမျိုးလည်းရှိမှာပေါ့နော်အဲ့လိုမျိုးတွေဆိုရင်ဒီ Sagittarius rising နေနဲ့ပိုကြိုက်တယ်လို့ပြောလို့ရအဲ့တော့ဆိုလိုရင်းကခုနကပြောသလိုပဲသူတို့ကဘာလို့9 5 job နဲ့မကြိုက်လဲဆိုတော့သူတို့ freedom ကိုလိုချင်တယ်လူ freedom ကိုလိုချင်တဲ့လူဖြစ်တဲ့အတွက်သူတို့ကိုသွားပြီးတော့သူတို့ money ရှာရဲဆိုတာသူတို့အတွက် freedom တစ်ခုလိုချင်တာအဲ့ဒီအတွက်သူတို့ကသူတို့သွားပြီးလုံးဝချုပ်လို့မရဘူးပေါ့နော်ပြီးတော့သူတို့ဒီ simple life ကိုသဘောကျတယ်ACC နေရသဘောကျတယ်ဒီ fire sign တွေမှာကြည်လိုက်ရင်ခုနကပြောတဲ့ Aries rising ဆိုရင်သူက drive ပေါ့စသဖြင့်ပထမဆုံးချိန် drive အဲ့ drive ကနေဆက်ပြီးဆုံးအောင်လုပ်မယ်မလုပ်မယ်ဆိုတဲ့ဟာမျိုး fire sign မှာအမြင်မပေးဘူးပေါ့နော်နောက်တစ်ခုကကြာ Leo ပေါ့ Leo ကကြာသူကတခါလေကြာရင်ကလေးစိတ်လေးဝင်တတ်တယ်ဆိုတဲ့ဟာမျိုးရှိတယ်ဒါပေမဲ့ဒီဆက်ကြီးမှာကြာသူအလုံးမဟုတ်ဘူးသူလိုချင်တဲ့ live ကိုသူကရအောင်ယူတယ်ဒါပေမဲ့ရအောင်ယူတဲ့အခါမှာသူ့ကိုတော့သွားပြီးတော့လုံးဝချုံနှောင်လို့မရဘူးချုံနှောင်ရင်သူကလုံးဝမကြိုက်ဘူးဆိုတဲ့ဟာမျိုးကိုတွေ့ရတယ်ပေါ့နော်ဒါဒီ Sagittarius rising ပြီးတော့နောက်တစ်ခုသူတို့ဒီအများအတွက်လှုပ်လေပို့ပြီးအောင်မြင်နေဆိုတဲ့ဟာမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုယ့်အတွက်ထက်သူများအတွက်ပို့လှုပ်လေကိုယ့်အတွက် freedom အဲ့ကိုယ့်အတွက်ပို့ freedom ရရဲဆိုတာထက်အများအတွက်လုံနေသူတို့အတွက် freedom ကိုသူတို့ရှာနိုင်တယ်လို့ပို့ယူစားတယ်။ဘာလို့ဆိုတော့သူတို့ကငကိုရီးယား freedom ကိုသဘောကျတယ်။အဲ့တော့အသက်ကြီးရဲ့အချိန်မျိုးမှာ Sagittarius rising နေဆိုရင်အများဖြင့်တနေရာအဲ့မှာမဟုတ်ပဲねတခြားနေရာမျိုးမှာသွားပြီးတော့အခြေချတာမျိုးတို့အိုးဝိမ်ပြောင်းတာမျိုးတို့အထိဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ယုံဖတ်ထားတဲ့ဟာလေးတွေပါဤကျော်ဘာများပြောချင် Sagittarius rising လေးတွေတော်စုံသွားပါပြီကျော်ပြောတာလေအဲ့တော့လေ fire rising နေနဲ့ပတ်သက်ပြီးတော့ဘာတွေထပ်ဖြစ်ကျင်တာရှိလဲအမားတို့ပေါ့နော်ဥမာ fire rising နေရဲ့အားသာချက်အားနည်းချက်ခုနအားသာချက်တွေတော့အများများသွားပြီလို့ထင်တယ်အားနည်းချက်ဆိုရင်ရော fire sign ဒီ fire rising sign တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဘာတွေသူတို့ရှိမှာအားနည်းချက်တွေရှိလဲအခြား sign တွေထက်စားလို့ရှိရင်ပေါ့နော်ကြော့အရင်စပြောလိုက်ကြော့မြင်တာတော့ပေါ့နော်ဒီ fire rising sign တွေကသူတို့က challenge တွေအရင်သဘောကျတယ်သူတို့လာပြီး challenge လုပ်တာပြီးတော့ excitement ပေါ့နော်သူတို့စိတ်လှုပ်ရှားစေတဲ့အရာတွေသူတို့အရင်ကြိုက်တယ်အဲ့တော့တခုခုကလေစိတ်လှုပ်ရှားစရာမကောင်းတော့ဘူးနည်းနည်းပြင်းစရာကောင်းလာပြီဆိုရင်သူတို့ကအဲ့နားမှာမနေတော့အဲ့တော့နည်းနည်းအပြောင်းလဲများတော့မဟုတ်ပေမဲ့တခုခုရိုးလွယ်ပေါ့နော်ရိုးလွယ်တယ်နည်းနည်း boring ဖြစ်လွယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်ဒါသူတို့ရဲ့balance ညှိရမယ်အချက်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဒီအခြား sign တွေနဲ့စားလို့ရှိရင်မားတို့ရောဒီ fire rising sign နဲ့ပတ်သက်ပြီးတော့အားနည်းချက်အားသာချက်လေးဘာမြင်လဲတကယ်တော့အဲ့ fire ကကြတော့ကိုရီရဲ့ဟိုခန္ဓာကိုယ်မှာဆိုလို့ရှိရင်သူဒီ solar plexus ကိုပူစားပြီးတယ်နော်ဟို fire sign fire အနေနဲ့ဆိုလို့ရှိရင် element ကကြတော့ solar plexus ဖြစ်တဲ့အခါကျတော့ဟိုပါပေါ့ဗလန်ကိုယ့်ရဲ့ဒီ pension လေးလို့ပြောတာပေါ့နော် solar plexus ကထုတ်ပေးတာကြတော့လေ pension ဘယ်လောက်ထိဖြစ်လဲပုံမှာမူတည်ပြီးတော့ fire sign လေးတွေတင်ပျော်မွေ့တယ်ပေါ့နော်ဒါလို့ကို pension မဖြစ်တော့တဲ့ဟာမျိုးကိုမပျော်မွေ့တော့တဲ့အရာမျိုးဆိုလို့ရှိရင်ဟုတ်တယ်သူတို့ give up လုပ်ဖို့အတွက်လွယ်တယ်လို့ပြောလို့ရတယ်မြန်ပဲသိရမလားသူကိုကလည်းပဲဖြတ်တောက်ချတာမြန်တယ်သူ့နာထွက်ခွာဖို့ဆိုရင်လည်းမြန်လောက်တယ်ပေါ့နော်သူတို့အနေနဲ့ကြာပြီအဲ့လိုမျိုးမြန်လောက်တတ်ကြတယ်နဲ့တူတယ်ဆိုတဲ့အခါကျတော့အဓိကကတော့
balancing ကတော့ဘယ်နေရာမှာပဲဖြစ်ဖို့ကတော့လိုတာပေါ့ sign တွေအကုန်လုံးမှာဒါက fire sign ကိုအရင်ပြောလို့ဒါ fire sign ရဲ့အားနည်းချက်တွေကိုထည့်ပြောတာပေါ့နော်တခြား sign တွေလာလို့ရှိရင်လည်းပဲတခြား element တွေလာလို့ရှိရင်လည်းပဲသူတို့မှာလည်းပဲအားနည်းချက်အားသာချက်ဆိုတာတော့ရှိနေမှာပဲပေါ့နော် sign တိုင်းမှာအကုန်လုံးဒီ dark and light ဆိုတာကရှိတယ်နှစ်ဖက်စလုံးမှာရှိတယ်ပေါ့နော်အဲ့တော့နှစ်ခုစလုံးကိုအပြည့်မဲ့တတလေးနဲ့သွားနိုင်တယ်ဆိုလို့ရှိရင်ကောင်းတာပေါ့ပြီးလို့ရှိရင်ဆရာမမထက်ပြောသလိုမျိုး heal version နဲ့ unheal version နဲ့ပေါ့နော်ကိုတွေကအရင်တော့မသိခဲ့ဘူးလေဒီအမှာလီယိုလေးဆိုရင်ဟာ ego ကြီးတယ်အရန်ပဲအတ္တကြီးတယ်ပေါ့နော်အတ္တကြီးလိုက်တာခလေးဆန်လိုက်တာအဲ့လိုမျိုးပြောရဆိုဒါဒီ unheal version ဖြစ်နိုင်တယ်ပေါ့နော်သူရဲ့healing မရသေးတဲ့အခြေအနေမျိုးပေါ့သူ့ကိုယ်သူနားမလည်သေးတဲ့အခြေအနေမျိုးပေါ့နောက်ပိုင်းမှာတကယ်လို့မြန်သူကိုယ်သူနားလည်သွားပြီ healing တွေဖြစ်သွားပြီဆိုတဲ့အခါမျိုးမှာဒီနေရာတော့ဒီလိုမျိုးလေးလုပ်ရမယ်ဟိုနေရာတော့ဟိုလိုမျိုးလေးလုပ်ရမယ်ဆိုတာမျိုးသိသွားတာပေါ့နော်အဲ့လိုပဲ Aries တွေဆိုလို့ရှိရင်လည်း maybe teammate တွေနဲ့တွေ့ရတဲ့အခါမျိုးမှာသူတယောက်နဲ့လုပ်နေလို့မဖြစ်ဘူးလေနော်အဖွဲ့နဲ့လုပ်ရမယ် team နဲ့လုပ်ရမယ်အခါမျိုးမှာဘယ်လိုမျိုးလေးတွေ collaborate လုပ်မလဲကိုယ့်ရဲ့ဒီလောက်အောင်လည်းဒါကဘယ်လိုပုံစံမျိုးလဲကိုသွားသလိုသူတို့လိုက်နိုင်သလားပေါ့နော်သူတို့ရဲ့အချိန်နဲ့ကိုယ့်ရဲ့အချိန်နဲ့ကမတူနိုင်ဘူးလေမတူနိုင်တဲ့အခါကျတော့ဒါလေးတွေကို balance လုပ်ရမယ်အပိုင်းလေးတွေပါလာတာပေါ့အားနည်းချက်ရလို့တော့မဟုတ်ပေမဲ့လည်း maybe ကိုကအရန်ကြီးဥဆောင်နိုင်တယ်လုံနိုင်တယ်ဆိုတဲ့အခါမျိုးမှာတခြားလူကခုလောက်မလုံနိုင်နေဘူးအဲ့ခါမျိုးမှာနားလည်မှုတွေလွဲတတ်တာပေါ့နော်အဲ့ဒါလေးတွေကကြတော့နည်းနည်းပြန်ပြီးတော့ညှိရမယ်အပိုင်းလေးတွေပေါ့ပြီးရင်စာကြည့်ဆိုရင်လည်းခုနပြောသွားသလိုပဲသူတို့တွေနဲ့ဟုတ်တယ် new develop ဖြစ်တဲ့အခါကျတော့တကယ်ချင်းမိတ်ဆွေကြားမှာသူတို့ဟာလေးလည်းလုံနိုင်တယ်ဒီဟာလေးလည်းလုံနိုင်တယ်ဒါပေမဲ့တကယ်လို့များတကယ်ချင်းနှစ်ယောက်ရှင်းလာပြီဆိုရင်သူတို့အနေနဲ့ decision making လုပ်တဲ့အပိုင်းမှာအားနည်းသွားပြီပေါ့နော်ဟိုလူနဲ့အလုပ်လုပ်ရမှာလားဒီလူနဲ့အလုပ်လုပ်ရမှာလားတချို့ decision making ပိုင်းမှာနည်းနည်းအားနည်းလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိလိမ့်မယ်ဒါလေးတွေကအားနည်းချက်လေးတွေဖြစ်လိမ့်မယ်ပေါ့နော်ဆိုတဲ့အခါကျတော့အားလုံးပဲဘယ်ဆိုင်ပဲဖြစ်ပါအားလုံး balance ပြအောင်နေနိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေသွားမှာပါလို့ပြောရင်းနဲ့ပဲဒီနေ့တော့ fire sign လေးကိုနှုတ်ဆက်ပါတယ် all the best